သူကမာစားပါမယ်ဒီကောင်အရင်စားပြီးစားပါမယ်ဆိုတော့ညာဒီလေးညင်မယ်တော့ဒီလေးထည့်မယ်ဒါတော့ပင်လေစာ sauce လေးစမ်းပါမယ်။အိုးစားကြပါဦး။ကဲနောက်တစ်လုံးဝေးစင်းတာလမ်းမပေါ်ကမင်းသားမှာစားနေတာမှဒီစုံကွမ်းကမကိုယ်တိုင်မဲ့အိမ်မှာလှုပ်စားရတယ်ရန်ကုန်မှာဆိုလေကျောင်းသားတို့ငွေဆောင်လို့သွားရင်တော့စားဖြစ်တယ်ရန်ကုန်မှာကျတော့ဘယ်မှမစားဖြစ်ဘူးအိမ်မှာပဲစားဖြစ်တယ်ပထမဆုံးဆိုင်မှာစားmy god တောင်းလားနောက်ဆုံးတစ်လုံးဖြစ်ပါတယ်အန်ဂျီအဖေကင်းမစားအောင်နော်အမလေးရကောင်းပါရဲ့